Oma dudia lugo ya bigama nga gabya ni mong tatawa ha. Ba be phit phit nga daughter ka belတော့မှကြကြမခံခဲ့ရဘူးဒီလူကလူမိုက်ဒီပွဲကလူမိုက်ချင်းပြကြတဲ့ပွဲမှမဟုတ်ပဲပညာရှိနဲ့လူမိုက်လေမြေလေနေတဲ့မျက်လုံးဝမ်းဝမ်းလေးတွေရဲ့မဲ့တက်တက်မဟာတဟဖွင့်ထားတဲ့နှစ်နှခမ်းလေးတွေကခြေဖြက်ပစ်ခဲ့တယ်ဒါတွေမကဘူးမြင့်ထားလေးနဲ့အင်းချောင်းကြလေးတွေကြောင့်ငါကတိုင်တဲ့ကောင်းနဲ့ဆောင်းပြီးအပြစ်ပေးရမလို့ဖြစ်ခဲ့တယ်ငါကတောင်ဇဝေဇဝါဖြစ်ခဲ့ရတယ်နေမြတောင်ကော်ရီထဲမှာခူတွဲနေတဲ့မြေရီစားတွေကငါနာကြီးချက်တွေကိုတဆစီဖျက်ပစ်ခဲ့တယ်။နေချောင်းပြချက်တစ်ခုကတော့လွန်လုံးပါတယ်။ငါတန်းပညာမှညံ့တာနဲ့လည်းသိ။ငါ့ကိုနေမဲ့စာပြပြောပေးရတာဒီလူကောင်ကဘယ်နဲ့လုပ်ပြီးဆရာဝန်အင်ဂျင်နီယာဖြစ်နိုင်ပါလဲ။ပကြည်တမကြပြတာမှပဲဖြစ်ဖို့ရှိတာပါပဲ။မဖြစ်နိုင်တာအောင်မနေကရွေးပြီးထိုက်တုံးခဲ့တာကိုနေမိကုန်မဲ့တာငါသိပါတယ်။နေမိလိုပဲနေမဲ့လိမ့်မယ်လို့အစားကမတွေးခဲ့မိတာငါမှားပါပဲ။နေကတော့အမေတဘောတူလို့ပေါ့နေတဘောကလည်းအတန်းတူရီချင်းတူလူကမှမမောခဲ့တာပဲမဟုတ်လား။အိုးအားလုံးဟာနေတဘောတစ်ခုတည်းနဲ့ပြီးသွားခဲ့တာပါပဲ။ငါဆန္ဒတစ်ခုမှမပါခဲ့ရဘူး။နေရှိရောက်ရင်ငါကခေါင်းရမ်းတဲ့တပ်ပညာကိုတောင်မေ့သွားရပါတယ်။တခြားလူတွေရှိတဲ့မှာကြောက်တုံးဖြစ်ချင်းဖြစ်မယ်။နေရှိမှာတော့ငါဖျောင်းမှာ။ငါကနေရဲ့ရုပ်တရုပ်ပဲဟာနင်ကျိုးဆွတဲ့လူငါကခဲ့ရတာလေ။အေးလေခံခဲ့ရပြီးတော့ငါတော့ခံခဲ့ရပြီးပြီ။အခုချိန်မှာတော့နေရုပ်တရုပ်မဖြစ်ချင်ပါဘူး။အမှန်ကတော့ဟော်ဒီနေရာမှာတူရှင်တွဲနေထိုင်မှုမတင်ဘူးငါထွက်သွားနိုင်ရင်ကောင်းဆုံးပါပဲနေမျက်နှာညိုးမှလည်းဆိုးတယ်နေမျက်နှာညိုးကိုဟိုးကလေးကကြောက်ခဲ့တဲ့ကောင်မဟာပတိစာရွက်တွေကန်ခဲ့ထားတဲ့နေလက်ခုံလေးကိုငေးရင်းဒီထဲမှာတိကျလာပြန်တယ်ဖြူနုနေတဲ့နေလက်ခုံလေးကိုဖွားဖွားလေးဆုပ်ပြီးနေမျက်နှာလေးကိုတမိတ်တမျိုးငေးရတဲ့ချိန်လေးတွေကလုံနေပြီနော်ငါထင်ပါတယ်နေလက်မှာရှင်မရာတနခါနဲ့လေးလဲတင်းနေစေဖြစ်မှာလို့ရင်းနေနာကျင်နေတယ်ပြောအောင်ဆေးကြောင်းတို့ကြီးရဲ့ဘာနဲ့မှမခိုက်မိပဲအဲ့ဒီဘဲရင်ကဘာဖြစ်လို့လိုက်ပြီးနာရလဲနှလုံးစီကနာမန်းတော့သိပါရဲ့ညမျက်နှာလေးငင်းယုံနဲ့နှလုံးကဘာလို့နာရတာလဲငါလေချောင်းတွေကရောဘာဖြစ်လို့ခြောက်တွေးလာရတာလဲငါနှမျောမိတယ်တန်တာမိတယ်ဟုတ်တယ်နင်ကနားမှရှိပေမဲ့နင့်ကိုအောက်မေ့နေမိတယ်ဟာနင့်ကိုလမ်းနေတယ်ယုံရက်လားနင့်ကိုငါလမ်းနေတယ်ရော့နင်လမ်းပေးတဲ့ပကြည်ပုံတစ်ခုကိုယူလိုက်တော့နင်လည်းနဲ့ငါမင်းနဲ့ထိမိတယ်ဘယ်လက်ပွေးဆက်နေလဲငါမသိဘူးစာရက်ကလေးတွေလည်းအိတ်ထဲထင်းပြီးတော့ငါလက်ကိုငါပြန်ငေးတယ်အော်လက်သားမလေးဘယ်ပဲလက်သားမလေးအဖြူစင်းချောင်းလေးကိုအရစ်လိုက်မြင်နေရတော့မယ်အဲ့ဒါလက်ဆွရလေးလေနင်နဲ့ငါရဲ့အချင်းလေးကနင်ပေးတဲ့ကြောက်စိမ့်လက်ဆွရဲ့တင်ဂီတာလေးမနစ်ကမှစားနဲ့လမ်းသုံးလို့ပြန်ပြီးခဲ့ရတဲ့လက်ဆွရဲ့အရာလေးပါအခုအဲ့ဒီလက်ဆွလေးကအခုဆိုအော်ပြီးတော့နေ့လည်ပြီးမှဆွဲကြိုးကလေးမမြင်ပါလားဆွဲကြိုးမြင်လေးလေနင်းနဲ့ငါဇလန်းစပြီးနောက်လော့ကက်တီလေးနေရာမှာတင်ဂီတာတစ်ခုပြောင်းလေးဆွဲထားခဲ့တဲ့ဆွဲကြိုးလေးငါလည်းမြည်စားစလုံးအခရန်အန်ကိုအမတရားလုပ်ပြီးဆွဲခဲ့ပါရောအဲ့ဒီဆွဲကြိုးလေးမမြင်ပါလားလစ်ပြလိုက်ပြီလားအင်းလေးအဖြစ်နိုင်ဆုံးကတော့အန်စားအဲဆိုတဲ့စလုံးလေးပဲတတ်ထားရင်ဖြစ်မှာပေါ့အိုးဒါငါရေးမဟုတ်တာငါနဲ့နေနဲ့ဘာမှမဆိုင်ပဲမဆိုင်တော့ပါဘူးလေငါနှကန်းတွေ6တွေ့နေတယ်ရင်ကဟာပြီးပူလောင်နေတယ်ဆေးလေးတောက်မယ်လို့အမှုမဲ့တွေ့ပြီးလွယ်အိတ်ထဲကဒူရတလိပ်ရမိချီလေးရထုတ်လိုက်တယ်နှကန်းပေါ်မှာဆေးလေးကိုရွတင်လိုက်တော့ဆေးလေးတိတ်မတောက်နဲ့တော့ဟာတဲ့ညင်တန်ပါနှင်းစီရလာမှမဟုတ်မှန်းသိပါတယ်ဘယ်ကပါလေဟောဒီမီချစ်ကလေးရချင်တယ်ဒီမီချစ်ကလေးဟာလဲနင်းနဲ့ငါအတွက်အမတ်တရပစ္စည်းပါတေတာမီချစ်ပဲမီလေးနဲ့မီချစ်နေရတဲ့ငါဖြစ်ကိုနင်းကြည့်ပြီးလက်ဆောင်ပေးခဲ့တဲ့အချစ်မီချစ်လင်းနင်းချစ်ကဟောင်းပြီးပြတ်သွားပြီမယ်နင်းလက်ဆောင်လေးကမပြတ်သေးပါဘူးငိုင်းနေတာဘလောက်ချသွားရလဲမပြောတတ်ဘူးငါဘေးကပ်ပြီးတန်တစ်ခုကိုကြားလိုက်ရတယ်နင်းစီရပါထင်းချုပ်ထားရင်ကပွင့်ထလာတဲ့တမျိုးအိုးနင်းငိုနေတယ်ဟုတ်ပါတယ်ငါမျက်စိမမားပါဘူးနော်ငါနားချလည်းမလဲပါဘူးနင်းငိုနေရပါငါလက်ထက်ကမီးရှိကလေးကိုငီးနင်းငိုနေရပါငါတကူလုံးဟာမိကြီးနဲ့တအားဖိကတ်ခံရလို့ပဲငါဘာဖြစ်သွားလဲငါမယုံတာထင်တယ်ဟုတ်တယ်ငါမယုံဘူးနင်ငိုနေတာငါဘယ်လိုယုံရမလဲလောကကြီးကဘာဖြစ်ကုန်မလဲအိုးမယုံနိုင်မှဖြစ်နိုင်ဘူးဒါပေမဲ့နှင်းမြင့်ရည်တွေကငါရင်ကိုလာပြီးအပူပေးနေတယ်ငါနှလုံးသားကိုဆက်ကအောင်ဆွေးရနေတယ်ကြာရင်တော့အပူလုံးလို့ကျွမ်းရကြီးရဲ့ကွယ်ငါဘာလို့ရမလဲပြောပါဦးစပင်ကပူကိုကြားတဲ့ကနှင်းမျက်နှာနွမ်းလေးဟာဟောဒီကဘာမှာအင်အားကြီးဆုံးပဲတိလားတုံရင်နေတဲ့နှင်းနှခမ်းမလေးကိုငါမကြည့်ရဘူး
ငိုပါနဲ့ချစ်ရဲလို့မျက်နှာတုပ်ပြီးချော့ရမလားမျက်နှာဘွားဆန်နေစားတွေကိုလက်နဲ့အတားရဖက်ပင်းရင်နဲ့တိတ်ရမလားညမေးစီလုံးလုံးလေးတွေကိုလက်နဲ့အတားပင့်ရင်တင်ရင်နှစ်ဖူးလေးကိုပဲဖောက်ပတ်နမ်းလိုက်ရမလားငါမှနင့်ငို6ပိုင်ခွင်ရောရှိရလားကျင်းငါမျက်စိတွေဝေဝါးလာတယ်မျက်လုံးကဆူဆွလာတယ်အင်းကိုဘောကဆေးရောင်နှုဟာပိုဖြော့ပြီးဝါးသွားတယ်ငါနဲ့ခန်းတောင်စုံကထိန်လို့မရအောင်တုံလုံးနေပြီလားနောက်ပြီးငါတတ်မှရှင်မိရလားငါလည်းလုံးခုန်တယ်ကိုရက်သွားတယ်လားငါကတတိယချိန်မှာငါနင့်လက်ကိုဆုပ်ကင်ထားမိပြီအိုးမဟုတ်ဘူးနေရငါလက်ကိုဆုပ်ထားတာမဟုတ်ဘူးလားအိုးမတိပါဘူးလေဘဒုလက်ကဘဒုလက်ကိုဆုပ်ထားကြလည်းမတိဘူးငါရှိကမြက်ခင်းမြုံပေါ်မှာဒီရစီကရက်လေးရဲ့မိချစ်ကလေးရဲ့လွတ်ချနေတယ်မိချစ်ကလေးပေါ်မှာငါလေးနဲ့ကောင်မြက်နဲ့ချင်းဆိုင်နေကြတယ်။အိုးဒါပေမဲ့တို့တကောင်နဲ့တကောင်ဥတီယာပဲတူရဲ့လားဆန့်ကျင်ဘက်ကိုဥတီနေကြတယ်နော်။ကြည့်ပါဦးသူတို့ကဥတီယာမှမတူပဲဒါကိုနင်တီထားမိရဲ့လား။နိုင်ငါတကူလုံးလေထဲမြောက်သွားတယ်လို့ပဲရေထဲဟာနေတယ်။နိုင်တယ်လား။နင်ငါ့ကိုနိုင်လို့ခေါ်သေးရဲ့နော်။ခေါ်နိုင်စွမ်းရှိသေးရဲ့နော်။နင်ကြည့်ကိုငါနားမလဲတာမှန်ပါ။နင်မျက်လုံးကငါရှိမှမဟုတ်ဘူးထင်တယ်။ငါ့ကိုတော့ကြည့်နေတယ်လေတမျိုးပဲငါ့ကိုကြော်ပြီးငင်းနေတယ်လို့ပဲနင်ဘာတွေတွေးနေရလဲနင်ဘာကိုပြောချင်နေရလဲတစ်ချက်ဆိုင်လိုက်တဲ့တစ်ချက်ရှိုက်လိုက်တဲ့နင်းရှိတ်တလေးတွေကငါနှလုံးသားကိုလာဆောင်နေတယ်ပြောလင်ငါနားထောင်နေပါတယ်နင်နှခမ်းတွေတင်းထောင်စီထားတယ်နောက်ပြီးနင်တပြက်ချလိုက်တယ်မဟုတ်လားနင်ကိုကြည့်နေတဲ့ငါကြည့်တွေမှာမျောလင်းရိပ်ပါတော့မယ်လို့ငါထင်တယ်ငါရင်ထဲမှာရှိတဲ့တန်တားမှုဆန္ဒကိုနင်လည်းနားလည်ပါလိမ့်မယ်နင်မှလည်းတွေ့တာစိတ်တွေရှိမှာပါဒါပေမဲ့မလေးမာကအိုးငါကောင်းကဘာဖြစ်လို့မူသွားရတာလဲကြည့်ပါဦးနင်ဘာလုပ်တာလဲအခုနင်ဘာလုပ်တာလဲနင်ကဒီလိုပဲလားနင်စိတ်ကအနီးရကိုရင်တက်သလားနင်လက်ကိုလွတ်လိုက်မိရဲ့အတွက်ငါ့ကိုခွင့်လွှတ်ပါငါကြောက်တယ်ဟာနိုင်ရဲ့နင်ဘာလို့ညီးရလဲငါ့ကိုရောဘလို့သိပ်ပဲနဲ့ကြည့်ရလဲနင်ကငါတနာတယ်ငါဆိုတဲ့ကောင်ကနင်မျက်ရည်တစ်ပေါက်ကိုပောက်ကွဲတတ်တဲ့ဘုံတစ်ခုလိုကြောက်တတ်တဲ့ကောင်မဟုတ်လားငါရင်တွေအရန်ခုန်နေပြီနင်ပြောချင်တာမြင်မြင်ပြောလိုက်ပါလားငါ့ကိုခွင့်လွှတ်ပါအိုးနင်ငါ့ကိုတောင်းပန်နေတယ်ငါနင့်ကိုဘယ်တော့မှပြစ်မဆိုခဲ့ပါဘူးဟာငါအမြဲတမ်းခွင့်လွှတ်ထားတာပဲတောင်းပန်စရာမလိုပါဘူးဟာတောင်းပန်မယ်စားအကြောင်းစုံကိုငါ့ကိုပြောပြရင်တိတ်ကောင်းပါငါပေါ်မှာအရင်လိုစိတ်မျိုးထားနိုင်မယ်မလားဟိုတော့ငါတွေ့ရောအခုငုံမိတဲ့တွေ့ရောဟင်ငါဘာနားလဲရမလဲဘယ်လိုနားလဲရမလဲငါပါစကားတခုပြောနိုင်ရင်ကောင်းမယ်မပြောနိုင်ဘူးဘာဖြစ်နေတာပါလဲငါသွားတော့မယ်ငါတကူလုံးအိပ်ဆက်သွားတယ်ဟုတ်မဟုတ်ရဲ့လားနင်ပြောလိုက်တာမှဟုတ်ရဲ့လားသွားတော့မယ်ဟုတ်လားအော်နောက်ဆုံးတော့တယောက်တည်းပါပဲလားနင်ကနားထွက်တော့လိုက်ပြီထင်တယ်ဝေးသွားတဲ့နှစ်ချေတံကိုငါကြားနေရတယ်လို့ပဲဒါပေမဲ့တနခါနဲ့လေးကတော့ငါနားမှာကြံခဲ့ပါရောနင်ရှိုက်တံတွေလည်းငါနားမှာကြံခဲ့ပါရောလောကကြီးမှာရှိတင်တာထက်ပုံမောင်သွားတယ်ငါရင်ထဲမှာလည်းရှိတင်တာထက်တခုခုပူလာတယ်လို့ပဲအိုးမဟုတ်ဘူးလိုတာရှိတင်တာတဲ့တခုခုလိုတာနင်ကငါပြန်လဲကြည့်ချင်တယ်နင်လည်းငါ့ကိုတစ်ချက်ဖြစ်ပြန်လဲကြည့်မယ်လို့ထင်တယ်အခုနေဝေးရအောင်မှမဟုတ်ငါလန့်ခေါ်မယ်လေမိမွေရေလို့អော်လိုက်မယ်နင်လည်းငါခေါ်တယ်ကိုစောင့်နေမှာမဟုတ်လားခေါ်တယ်ကြရင်တအားပြန်ပြေးလာမှာပါနော်အိုးမခေါ်ဘူးလှည့်မကြည့်ဘူးလမ်းမခေါ်ဘူးလက်နှစ်ဖက်နဲ့ပွေထားတဲ့ဒုနှစ်ခုပေါ်မှာမျက်နှာကိုတအားမောက်ချလိုက်တယ်နင်ဘက်ကိုမျက်နှာလဲမိမှာဆိုလို့ဆူဆွလာတဲ့မျက်ရည်တွေကိုစွမိတ်ပစ်လိုက်တယ်အင်တရန်လေးကိုကြီးမြင်နေရမှာဆိုလို့အောင်နှခမ်းကိုသွားနေပြီးကြိုက်ထားလိုက်တယ်မတော်ပါနဲ့လို့အကျယ်ကြီးအော်မိလိုက်မှာဆိုလို့ငါတန်တွေကိုလည်းထိန်ချုပ်ထားလိုက်တယ်ကဲမအော်ဘူးလမ်းမခေါ်ဘူးတအားဆူချပြီးနာကျင်လာတဲ့ရင်ကိုတော့ဒုနှစ်ဖက်နဲ့တင်းဖိလိုက်တယ်သွားပါမိမွေရဲ့ဟိုးဝေးထီတာသွားလိုက်ပါတော့